Spider-Man brand new တွေထွေလာထွက်လာပြီးတဲ့နောက်မှာပြည်သက်အားလုံးသတိထားမိတဲ့ feeling တယောက်ကတော့ Scorpion ပဲဖြစ်လိမ့်မယ်။ဒါပေမဲ့အဲ့ဒီ Scorpion က feeling အသစ်တယောက်မဟုတ်ပါဘူး။လွန်ခဲ့တဲ့ Spider-Man Homecoming မှာကလေးက MCU ထဲမှာရှိနေပြီးသားဖြစ်ပါတယ်။ဒီကြောင်းကိုမေးနေတဲ့သူတွေလည်းရှိမယ်။ဒါကြောင့်ပြန်ပြီးချိတ်ဆက်ပေးနိုင်ဖို့အတွက် Spider-Man brand new တွေမထွက်ခင်မှာပြန်ပြီးနှွေးပေးဖို့အတွက်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားပါတယ်။ One day. What do you know about me? How I see the world? Saul. Better call Saul. Say my name. 2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ Spider-Man Homecoming မှာတင်မော်ကြီးနှစ်ချမ်းကွဲသွားတဲ့အခန်းကိုတော့အားလုံးမှတ်မိကြပါပါ။အဲ့ဒီအခန်းမှာ Matt Gargan ဆိုတဲ့ villain တယောက်ပါပါတယ်။သူ့ရဲ့ level မှာ Scorpion tattoo လေးထိုးထားပါသေးတယ်။ဒါပေမဲ့သူ့ရဲ့ screen time ကတော့ Homecoming မှာမိနစ်အနည်းငယ်ပဲပါခဲ့တာပါ။မိနစ်အနည်းငယ်ပဲပါခဲ့တယ်ဆိုပေမဲ့ Homecoming မှာသေချာပြခဲ့ပါတယ်။အဲ့ဒီစင်းမှာတင်မော်ကြီးနှစ်ချမ်းမကွဲခင် FBI နဲ့မရောက်လာခင်ရှေ့နာလေးသေချာပြန်ကြည့်ရအောင်။ဒီစင်းမှာScorpion tattoo နဲ့ Matt Gargan ကိုသေချာပြခဲ့ပါတယ်။ Spider-Man ကန်တာခံလိုက်ရပြီးတော့တင်မောဦးပိုင်းမှာတန်းလန်းလေးဖြစ်နေတယ်။ဆိုတော့ Spider-Man ကန်တာခံလိုက်ရတယ်ဆိုတဲ့ attention တစ်ခုကိုသေချာပေးထားတယ်။ပြီးတော့ Spider-Man ကိုယ်တိုင်ပြင်းညူနေနဲ့ဆွဲပစ်ပြီးတော့ဒီ villain ကိုရေထဲမကျသွားအောင်လို့ပြန်ဆွဲခေါ်လိုက်တယ်။တင်မောဦးပိုင်းမှာတန်းလန်းလေးဖြစ်နေတယ်။အဲ့ဒီချိန်မှာပဲ Spider-Man ရဲ့ရောက်ခမကြီး Vulture ကတဟုန်လုံးရောက်လာပြီးတော့တင်မောဦးပိုင်းမှာတန်းလန်းလေးဖြစ်နေတဲ့ Matt Gargan ကိုတိုက်ချသွားတယ်။ရေထဲပြုတ်ကျသွားတယ်။ Homecoming ရဲ့ဆုံး credit scene မှာ Vulture အကျဉ်းထောင်ထဲရောက်နေတဲ့ချိန်သူ့စီကို Scorpion tattoo ထိုးထားတဲ့အကျဉ်းသားတစ်ယောက်လာတွေ့ပါတယ်။အဲ့ဒီလူက Matt Gargan ပါပဲ။သူက Vulture ကို Spider-Man ရဲ့ identity ကိုမသိတယ်လို့ကြားတယ်။ငါတို့တွေကတချို့ကသူ့ကိုတတ်ချင်နေကြတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Vulture ကတော့သူ့ရဲ့မတော်လိုက်ရတဲ့တမတ်လောင်လေး Peter Parker ကိုသိထားပေမဲ့ Spider-Man က Peter Parker ဖြစ်တယ်ဆိုတာကိုမပြောပြခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ Peter ကသူ့သမီးကိုကယ်တင်ခဲ့တဲ့ကျေးဇူးရှိလို့ပဲဖြစ်ပါတယ်။ဒီ credit scene လေးက MCU ရဲ့ Scorpion အတွက် set up လုပ်ခဲ့တဲ့အခန်းကဏ္ဍဖြစ်ခဲ့ပေမဲ့နှစ်ပေါင်းများစွာ Marvel ကမသုံးခဲ့ပါဘူး။9နှစ်ကြာပြီးတဲ့နောက်အခု brand new လေးမှာတော့ Scorpion ကိုအပြည့်အဝပြန်လည်တွေ့မြင်ရပြီဖြစ်ပါတယ်။ဒါကြောင့် Scorpion ဟာ Homecoming ကလေးကစောင့်နေခဲ့တဲ့ feeling 9နှစ်ကြာပြီးမှပြန်ရောက်လာတဲ့လူသစ်မဟုတ်တဲ့လူဟောင်းတစ်ယောက်ပါ။ Scorpion နေရာမှာတရုပ်ဆောင်ပဲတရုပ်ဆောင်က Michael Mann ဖြစ်ပါတယ်။ကျွန်တော်နှစ်သက်တဲ့တရုပ်ဆောင်တစ်ယောက်ဆိုလည်းဟုတ်တယ်။ Better Call Saul ကြည့်ဘူးတဲ့သူတွေဆိုရင်နာချိုဇက်ကောင်ကိုကောင်းကောင်းသိကြပါတယ်။ဒီဇက်ကောင်လေးတူ Michael Mann ကလူသိထင်ရှားပြီးသားအတာတယောက်ဖြစ်ပါတယ်။ Marvel ကတော့တရုပ်ဆောင်ရွေးချယ်တဲ့အပိုင်းမှာပြည်သက်စိတ်ဝင်စားမှုရှိအောင်လုပ်နိုင်တယ်လို့ပြောရမှာပါ။အခု brand new လေးမှာလည်း Michael Mann ရဲ့တရုပ်ဆောင်ချက်တွေကိုအပြည့်အဝတွေ့မြင်ရတော့မှာပါ။ဟောနောက်ပြီးတော့ The Hand ဆိုတဲ့ feeling အဖွဲ့ကြောင့်မသိသေးလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးတစ်ခုလုပ်ထားပြီးသားရှိပါတယ်။အဲ့ဒီဗီဒီယိုလေးမှာ The Hand အဖွဲ့ကြောင့်ပြည့်စုံစုံပြောပြထားပါတယ်။ The Hand အဖွဲ့ကြောင့်သိချင်ရင်ကြည့်လို့ရတဲ့ရုပ်ရှင်တွေရတော့ Daredevil Original Season 2 Iron Fist Season 1 နဲ့ Defender Mini Series တို့ကြည့်လို့ရပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဆုံးဖြတ်နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။